လာညချမ်းပါရှင်ည10:00နာရီတပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်မကတော့ရင်မင်းထွန်းပါပြီးခဲ့တဲ့တပတ်တာထဲမှာမဟာတကြံနှစ်သက်ကူကာလရုံးပိတ်ရက်တွေကိုပြည်အောင်စုအစိုးရအဖွဲ့ကပြင်ဆင်သတ်မှတ်ခဲ့ပြီးလှုပ်လှုပ်ခက်ခက်ရှိခဲ့ပါတယ်တကြံရုံးပိတ်ရက်10ရက်အစား9ရက်အဖြစ်ပြင်ဆင်သတ်မှတ်ခဲ့ပြီးကြံ9ရက်ကိုသတင်းကျွရုံးပိတ်ရက်တစောင်းတိုင်းရုံးပိတ်ရက်နဲ့နိုင်ငံတကာနှစ်သက်ကူရုံးပိတ်ရက်တွေမှာထည့်သွင်းသတ်မှတ်ပေးခဲ့ပါတယ်နိုင်ငံတကာနဲ့ဆက်သွယ်ရမှာရုံးလုပ်ငန်းနဲ့ဗန်လုပ်ငန်းတွေအခက်အခဲဖြစ်ပေါ်မှုကုန်စည်စီးဆင်းရမှာနှောင့်နှေးကြန့်ကြာမှုတွေတွေ့ရှိရတဲ့အတွက်အခုလိုပြင်ဆင်လိုက်တာဖြစ်တယ်လို့ပြည်အောင်စုအစိုးရအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့လိုတကြံကာလရုံးပိတ်ရက်ရှော့ချပြင်ဆင်လိုက်တဲ့အပေါ်ပြည်သူလူထုတွေအကြားမှာလည်းအမြင်အမျိုးမျိုးထွက်ပေါ်ခဲ့ပြီးဆက်လက်စောင့်ကြည့်ရမယ့်သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါရဲ့ရှင်။ကျွန်တော်တို့ကဝန်ထမ်းဆိုတော့ပိတ်စီနေတာပေါ့။10ရက်ပိတ်တာကောင်းတာပေါ့နော်။9ရက်ပဲပိတ်မယ်ဆိုတော့နဲတာပေါ့။အထူးသဖြင့်ရန်ကုန်လိုနေရာမျိုးကိုနေရနေလာပြီးတော့အလုပ်လုပ်တယ်အဲ့ဒါတခြားရန်ကုန်မှာဖြစ်ဖြစ်မန္တလေးပဲဖြစ်ဖြစ်နေရနေလာပြီးတော့အလုပ်လုပ်တဲ့လူတွေအတွက်အခက်အခဲဖြစ်သွားမယ်လို့ထင်တယ်ဝန်ထမ်းတွေအတွက်ကောင်းပါတယ်ဒါ10ရက်ပိတ်တာပိုကောင်းတာပေါ့နော်ဘာကြောင့်လဲဆိုတော့မြန်မာနယူးရီးယားဆိုတော့တစ်နှစ်လုံးအလုပ်လုပ်လာတယ်ဆိုတော့ဒီချိန်မှာများသောအားဖြင့်ရန်ကုန်မှာအလုပ်လုပ်တဲ့လူတွေနေရပြန်တာပေါ့ဆိုတော့ဒီ9ရက်တော့တွင်းမှာပြန်ဖို့မိသားစုနဲ့တွေ့ဖို့လဲဖို့ပတ်ဖို့ဆိုတာအချိန်မလောက်တော့ဘူးလေအကုန်လုံးဒီရန်ကုန်မှာရှိတဲ့လူတွေတော်တော်များများလည်းအကုန်လုံးကလုပ်ငန်းခွင်ဝင်နေတဲ့လူတွေဆိုတော့9ရက်နဲ့တော့အဆင်ပြေထင်တာအဓိကတော့ဒီတကြံပိတ်ရက်မှာများသောအားဖြင့်အဲ့လိုမျိုးနေရနေပြီးတော့မှရန်ကုန်အလုပ်လာလုပ်တဲ့လူတွေများသောအားဖြင့်အခုနကညီမပြောခဲ့သလိုပဲဒီတကြံရက်မှာအသွားပြန်နေအဆင်ပြေတဲ့ခါကျတော့ကျန်တဲ့9ရက်မှာအသွားပြန်လို့ကြာများတယ်ပေါ့နော်ဆိုတော့အားနည်းချက်အနေနဲ့ဘယ်လိုဖြစ်သွားလဲဆိုတော့နေရနေပြီးတော့မှလာပြီးတော့အလုပ်လုပ်နေတဲ့လူတွေတော့ကတော့မိသားစုနဲ့ပြန်တွေ့ဖို့အချိန်ရန်နေသွားတယ်ပေါ့နော်သူတို့မှတစ်နှစ်ပတ်လုံးမှာဒီလိုမျိုး10ရက်ပိတ်တဲ့အချိန်လေးကိုပဲကိုကအားကိုးထားပြုပြီးတော့ပြန်ကြတာပေါ့နော်မိသားစုနဲ့ပြန်တွေ့ရတာပေါ့ဒါပေမဲ့ခုလိုမျိုးကြီး9ရက်ပဲပိတ်တော့မယ်ဆိုတော့ဒါမိသားစုနဲ့တွေ့မဲ့ချိန်အောင်ရန်နေသွားပါဒါအားနဲ့ချက်လို့ထင်တာပေါ့နော်အားသာချက်ဆိုတဲ့အပိုင်းကတော့အများကြီးမပြောတတ်ဘူးဒါပေမဲ့အပေါ်တာဝန်ရှိတဲ့အစိုးရလူတွေကလည်းဒါသူတို့ရဲ့တခြားရည်ရွယ်ချက်တစ်ခုကြောင့်လုပ်တယ်လို့ပဲထင်ပါတယ်ဆိုတော့သူတို့ပြောသလိုတခြားသတင်းကျွတ်တို့ဒီဇိုင်းလိုင်းတို့မှာရက်တွေပြန်ဖြစ်ပြီးမယ်ဆိုတော့ဟာကအသာချက်တစ်ခုတော့မမြင်မိဘူးပေါ့နော်အခုဒီပြောင်းလဲမှုတစ်ခုကိုလည်းဘာပဲပြောကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေပေါ့တာဝန်သိပြည်သူတယောက်အနေနဲ့ကြိုးစားမှာပေါ့နော်ဒါပေမဲ့ခုနပြောလို့အစိုးရဖွဲ့ရတာဝန်ရှိတဲ့လူတွေအနေနဲ့လည်းညီမတို့နေရနေပြောမှလာလောက်ရတဲ့ညီမတို့အပြင်ပေါ့တခြားအခြေခံလူတွေစားအလုပ်သမားလေးလည်းရှိကြတယ်ပေါ့နော်သူတို့တွေပါထက်တွက်ပြီးတော့သူတို့ရဲ့ဆန္ဒသဘောထားလေးတွေပါကောက်ခံပြီးတော့လုပ်မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းမွန်တဲ့ပြောင်းလဲမှုတစ်ခုဖြစ်မယ်လို့ဆန္ဒပြုချင်ပါတယ်ရှင်ဟုတ်10ရက်ကနေ9ရက်ကတော့မဖြစ်စေချင်ဘူးပေါ့ဘာဖြစ်လို့ဆိုအဝေးသွားပြီးတော့ပြန်မဲ့လူတွေကျွန်တော်တို့လိုမျိုးပေါ့အဲ့လိုပြန်မဲ့လူတွေအတွက်ကျတော့အခက်အခဲဖြစ်မှာပေါ့ပြန်လာဖို့အတွက်နဲ့ပြီးရင်တချို့ကျတော့တချို့အလုပ်တွေတော်တော်များများပေါ့နော်အစိုးရရုံးပိတ်ရမဟုတ်အစိုးရရုံးပိတ်ရက်တွေတော့မပိတ်တဲ့အလုပ်တွေကတော်တော်များတယ်ဒီတကြံမဲ့အကုန်လုံးတို့ကနားတဲ့အလုပ်တွေကြီးပဲလေအဲကြောင့်ဒီချိန်လေးပဲနားဖို့ဆိုကောင်းကောင်းလေးနားဖို့အတွက်အလုပ်တွေအတွက်ပေါ့နော်ဒီ10ရက်လောက်တော့ပိတ်စီချင်တာပေါ့ကျွန်တော်အနေနဲ့ဟုတ်ကျွန်တော်စီမှာအလုပ်သမားတွေကနေသားလေးလည်းရှိတယ်လေအခုလို9ရက်လောက်ပိတ်ပြီးရကြတော့ကျွန်တော်တို့ပိုကောင်းတာပေါ့နော်ဟုတ်တကြံရက်ကြတော့တော်တယ်အလုပ်သမားပိတ်ရက်ရောနေမလာကြဘူးလေမလာတော့ကျွန်တော်တို့အလုပ်ကြတော့အလုပ်သမားနဲ့တော်ရတာဆိုတော့အဲ့တော့အခုလိုရက်တူလေးပိတ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့အဆင်ပြေကြအောင်နော်ဒီတစ်ပတ်ထဲမှာပဲကိုကန့်ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသလောက်ကင်မျိုးအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအစိုးရဝန်ထမ်းတွေနဲ့ပြည်သူလူထုတွေဒဏ်ရာတွေရရှိခဲ့တယ်လို့တေဆုံးခဲ့သူတွေလည်းရှိခဲ့ပါတယ်။ကနဦးတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်းရင်ထင်းရဲနဲ့ပြည်သူစုစုပေါင်း17ဦးတေဆုံးခဲ့ပြီးရင်ထင်းရဲ4ဦးတစားကန်အဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတယ်လို့နိုင်ငံတော်တိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကထုတ်ပြန်ကြေညာခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာအဆောက်အဦတွေနဲ့ရဲစခန်းတပ်မတော်စခန်းတွေတိုက်ခိုက်ခံခဲ့ရပြီးဒေသနေပြည်သူတွေလည်းလာရှိုးမြို့နဲ့တရုတ်နိုင်ငံအပါအဝင်နီးစပ်ရာဒေသတွေကိုထွက်ပြေးတင်းရှောင်မှုတွေရှိခဲ့ပါတယ်ရှင်။တစ်ဆက်တည်းမှာပဲပြဋ္ဌာန်းလိုက်တဲ့နိုင်ငံသားများ၏လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုအကာအကွယ်ပေးရေးဥပဒေကိုနိုင်ငံတော်အစိုးရကအတည်ပြုပြဋ္ဌာန်းခဲ့ပြီးလူမှုအဖွဲ့အစည်းတချို့ကကန့်ကွက်ခဲ့ပါတယ်။မြန်မာဂျာနယ်လစ်ကွန်ရဲ့မြန်မာနဲ့မြန်မာမီဒီယာလော်ယာနက်ဝက်အပါအဝင်အဖွဲ့အစည်း9ခုကကန့်ကွက်ခဲ့ကြတာဖြစ်ပြီးဥပဒေပြဋ္ဌာန်းရမှာပြည်သူအတန်ကိုလစ်လျူရှုခဲ့ခြင်းဥပဒေပါအကြောင်းအရာအချို့ဟာလူထုရဲ့ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့လုံခြုံခွင့်တို့ကိုအကာအကွယ်မပေးနိုင်ခြင်းကြောင့်ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ကစောင့်ကြည့်ရမယ့်သတင်းအဖြစ်တည်ရှိခဲ့ပါတယ်ရှင်။
တရားစီရင်ရေးကဏ္ဍတင်ဆောင်နေမှုကိုပြန်လည်တက်မှန်နိုင်ရေးအတွက်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုတိုက်တွန်းတဲ့အဆိုပြည်သူ့လွှတ်တော်မှအတည်ပြုလိုက်တဲ့တဲ့1BS 21ရင်လိုက်မှာအမျိုးသမီးရင်မောင်းတူစတင်ခံထားတဲ့တဲ့ဒုတိယအကြိမ်စကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုပြည်သူတွေစီကတိုင်ကြားစာ350ကျော်ရောက်ရှိခဲ့တဲ့တဲ့အစရှိတဲ့တဲ့တွေဟာလည်းတပတ်ထဲစိတ်ဝင်စားရှိခဲ့တဲ့တဲ့တွေဖြစ်ခဲ့ပါရဲ့ရှင်သတင်းတောက်မျိုးမင်းပေးပို့ထားတဲ့မင်္ဂလာဈေးဆောက်လုပ်ပြီးစီးမဲ့ရက်ကိုအတိအကျသတ်မှတ်ပေးဖို့ဈေးသူဈေးသားတွေဆန္ဒထုတ်ဖော်ခဲ့တဲ့သတင်းကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါရရှင်။မင်္ဂလာဈေးမီးလောင်ပြီးနောက်ဆိုင်ငယ်ဆုံးရှုံးခဲ့ရတဲ့ဈေးသူဈေးသားတွေဟာအခုလ9ရက်မှာတတိယအကြိမ်ဆန္ဒထုတ်ဖော်ခဲ့တာပါ။ဒီဆန္ဒထုတ်ဖော်ပွဲမှာတောင်းဆိုချက်5ချက်ပါဝင်ခဲ့ပြီးဈေးဆောက်လုပ်ပြီးစီးမဲ့ရက်ကိုအတိအကျသတ်မှတ်ပေးဖို့အဓိကထားတောင်းဆိုခဲ့ကြပါတယ်။ကောင်းအောင်လုပ်ချင်တော့အချိန်တော့ပေးရမယ်။ဒါပေမဲ့အချိန်ပေးရမှလည်းကျွန်တော်တို့နားလည်ပါတယ်။ဒါပေမဲ့ကောင်းအောင်လုပ်တဲ့ဥစ္စာအချိန်ပေးရဆိုတာလည်းတတ်နိုင်တဲ့လောက်မြန်လေကောင်းလေဘယ်လောက်ကြာမယ်ဆိုတာကျွန်တော်တို့သိနိုင်လေကောင်းလေဘာလို့ကျွန်တော်တို့အတွက်ကြောင့်ဈေးတူဈေးသားဟောင်းနေအတွက်ကြတော့အချိန်ကာလကြာလေကျွန်တော်တို့အတွက်မကောင်းနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီပေါ့နော်ကောင်းတာလုပ်တယ်ဆိုတာလည်းကျွန်တော်တို့သိပါတယ်ဒါပေမဲ့ဒီဟာကိုဘယ်လောက်ထိမြန်ဘယ်လောက်အချိန်ကာလကြာမယ်ဆိုတာပဲကျွန်တော်တို့ကအဲ့ဒါကိုပဲအဓိကသိချင်တာပါဘာမှတရားဝင်ထုတ်ပြန်တာလည်းမရှိသေးပါဘူးသူတို့ကလုတ်ပေးမယ်ဆိုတော့အတန်ပဲကြားသေးတယ်ဘယ်နေ့ဘယ်အချိန်ရလို့တိကျတဲ့အချိန်ကတ်မှတ်တတ်မှတ်ချက်မျိုးဘာမှထုတ်ပြန်တာမရှိပါဘူးဈေးလူဈေးသားတွေရဲ့တောင်းဆိုချက်တွေကိုစီမံသားရေးကော်မတီကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူးမင်္ဂလာဈေးအသစ်ပြန်လည်ဆောက်လုပ်တဲ့အပိုင်းမှာကော်မတီကဈေးကိုယ်စားလှယ်အချို့နဲ့ဇူလိုင်လမှာတစ်ကြိမ်တွေ့ဆုံခဲ့ပါတယ်ထပ်မံတွေ့ဆုံမှုအတွက်အစိုးရဖွဲ့ကိုစာတင်ထားတာ10ကြိမ်လောက်ရှိပြီလို့သိရပါတယ်ဒီဈေးကိစ္စနဲ့ပတ်သက်လို့ဘသူမှအာဏာရှိတယ်လေဘသူကင်ထားတယ်လေဘသူကိုအမားတို့ပြောရမလဲအမားတို့ပြောရင်ဥပမာနိုင်ငံတော်ကဒါကတော့ဘသူကိုလွှဲပေးထားပါတယ်ဘသူနဲ့ပဲဆိုင်ပါတယ်သူ့ကိုလွှဲပေးပြီးပါပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုအမားတို့ပြောမယ်အခုဟာအမားတို့ကဘသူကိုလိုက်ရမှန်းလဲအမားတို့မသိဘူးဘသူမှတာဝန်ရှိတယ်ဆိုတာကိုလည်းမပြောမင်္ဂလာဈေးမီးလောင်ပြီးတစ်နှစ်အကြာပြီးနောက်အစိုးရဖွဲ့ကဈေးကိုအစ်စ်ပြန်လည်ဆောက်လုပ်နေပါတယ်ပြည်သူ့မဲ့ရက်ကိုလက်ရှိအချိန်ထိတရားဝင်သတ်မှတ်ထားခြင်းမရှိသေးပါဘူးခင်ဗျာပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေပိုဝင်လာဖို့အဓိကလိုအပ်ချက်တွေကိုထောက်ပြလိုက်တဲ့သတင်းကိုတော့သတင်းတောက်ခိုင်စင်သွဲကပြပို့ထားတာပဲဖြစ်ပါရဲ့ရှင်ဟုတ်ပါတယ်စီးပွားရေးကဏ္ဍအစုံမှာနိုင်ငံတကာကယင်းနှိမ့်မြုပ်နှံမှုတွေအရင်ထက်ပုံမဝင်ရောက်လာဖို့ဆိုရင်အခြေခံအကျဆုံးလိုအပ်ချက်တွေအများဆုံးဖြည့်တင်းဖို့လိုရလို့ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကသိရပါတယ်အခုလ9ရက်ကစီရိုနာဟိုတယ်မှာပြုလုပ်တဲ့ Bloomberg Impact မြန်မာဆွေးနွေးပွဲမှာစီးပွားရေးလုပ်ငန်းရှင်တွေကပြောကြားခဲ့တာပါကျွန်တော်အနေနဲ့ကတော့တိုက်တွန်းတာတော့တစ်ချက်ကတော့ infrastructure ပဲလေမဖြစ်မနေဒီလက်စစ်တာနဲ့ပတ်သက်လို့လမ်းနေနဲ့ပတ်သက်လို့စိတ်ကမ်းနေနဲ့ပတ်သက်လို့ဒါတွေကိုကျွန်တော်မဖြစ်မနေလုပ်ဖို့လုပ်အောင်ဒါတွေရှိလာမှပဲတစ်ဖက်ကကျွန်တော်တို့အနေနဲ့ဒီကုန်ကြမ်းစိတ်တက်တာနဲ့နောက်တစ်ခုကပစ္စည်းတွေထုတ်လုပ်နိုင်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရှိမှရှိတဲ့လူတွေပေါ့နော်ဒီ quality of life ပေါ့နော်တာမန်လူတွေအကုန်လုံးလည်းလျှက်စစ်မီးတွေ channel တွေသုံးလို့ရမယ်ဆိုတော့အဲ့ဒါတွေကလည်းအရေးကြီးပါတယ်အခုလိုမျိုးဆယ်နှစ်ဆောင်ဝက်ဖြစ်နေကျွန်တော်ပို့ဆိုရပါတော့ကလေးတွေအနေနဲ့မီးရှိတယ်နောက်မီးမရှိသေးတဲ့ဒေသတွေကိုလည်းမီးတွေရစေချင်ဒါတွေကတကယ်ကိုဖြစ်ရမယ့်ဟာမျိုးပေါ့နော်ဒါတခြားနိုင်ငံမှာတော်တော်များများနိုင်ငံတွေမှာလျှက်စစ်မီးဆိုတာနေရာတိုင်းလို့ရတယ်ဆိုတော့ဒါကိုကျွန်တော်တို့ ion site ပြီးလုပ်တင်တယ်လည်းဆိုရတကူလည်းမဟုတ် private sector အစိုးရရောပြည်သူတို့အားလုံးဝိုင်းဝန်းပြီးနိုင်ငံကိုထူထောင်စေချင်တယ်ကျွန်တော်တို့အနေနဲ့ပုဂ္ဂလိကလုပ်ငန်းတွေပါလက်တွဲလုပ်ကိုင်နိုင်ဖို့ကဏ္ဍဆောင်စီးပွားရေးလုပ်ငန်းတွေကလုပ်ထုံးလုပ်နည်းတွေကိုဖြည့်လျှော့ပေးဖို့လိုအပ်တယ်လို့ပြည်ပလုပ်ငန်းရှင်တဦးကပြောပါတယ်မြန်မာနိုင်ငံရဲ့ဗန်နာရေးနဲ့ငွေကြေးကဏ္ဍကစလို့အခြားစီးပွားရေးကဏ္ဍအစုံမှာ liberalization ဖြစ်ဖို့လိုတယ်။သဘောကတော့လွတ်လွတ်လပ်လပ်ခွင့်ပြုပေးဖို့ပေါ့။ဒီလိုခွင့်ပြုလိုက်ရင်အခြေခံလိုအပ်ချက်တွေအပြင်မြန်မာနိုင်ငံရဲ့စီးပွားရေးအရှိန်ကအလင်းအမြန်တိုးတက်လာမှာပေါ့။အခြေခံအဆောက်အဦတွေတည်ဆောက်ရမှာပြည်ပရင်းနှီးမြှုပ်နှံမှုတွေအများဝင်လာအောင်ဆောင်ရွက်တဲ့နယ်လို့ကမ္ဘောဇဘန်တာဝန်ရှိသူကအခုလိုအကြံပြုပြောဆိုပါတယ်။ကျွန်တော်တို့ပထမ infrastructure ကိုစစေချင်တယ်ကျွန်တော်အကြံပြုဆိုကျွန်တော်တို့မှာအခွင့်အလမ်းတွေကဆက်ပြေးလေးရှိတယ်ထုတ်လို့ကျွန်တော်တို့မှာလူသမားတွေဝေချက်စနေသေးတယ်လေအများကြီးခွင့်လန်းနေရှိတယ် infrastructure အရင်စစေချင်တယ်စလိုက်လို့ရှိရင်တိုးတက်မှုပုံမြန်သွားမှာပေါ့ဒီဆွေးနွေးပွဲမှာတော့နေပညာဆိုင်ရာလုပ်ငန်းတွေငွေကြေးကဏ္ဍတွေကုန်သွယ်ရေးကဏ္ဍတွေအစရှိတဲ့စီးပွားရေးလုပ်ငန်းတွေမှာနိုင်ငံတကာနဲ့ချိတ်ဆက်လှုပ်ဆောင်သွားမယ့်နည်းလမ်းတွေအသစ်မြင်ဖလှယ်တာတွေကိုဆွေးနွေးသွားခဲ့ကြတာပဲဖြစ်ပါတယ်ရှင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။နေ့ပြန်မနေ့၈နာရီမှာလည်းနိုင်ငံတကာသတင်းသုံးသပ်ချက်အစီအစဉ်နဲ့တပတ်အတွင်းသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်များအားလုံးနဲ့ရှင်လန်းချမ်းမြေ့ကြပါစေရှင်။